ဆိုလိုက်ပါတယ်ကလေးလေးတို့ရေဒီနေ့တော့အရန်ကိုမှစိတ်ဝင်စားဖို့ကောင်းတဲ့ကျင်းညီနောင်ဆိုတဲ့ပုံမြင်လေးကိုတီတီထူပြောပြပေးမယ်နော်ဟိုးရှိတုံးကပေါ့ကွယ်လူသူအရောက်ပေါက်နေပြီးတစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောနက်ကြီးတစ်ခုရှိတဲ့အဲ့ဒီတောနက်ကြီးထဲမှာရောင်စုံပန်းပွင့်လေးတွေရဲ့ချစ်စရာတလိမ့်ဆန်လေးတွေရဲ့အများကြီးနေထိုင်ကြတယ်ဒီတောနက်ကြီးတွေကတစ်ပင်ကြီးတစ်ပင်ရဲ့အမြင့်ဆုံးကိုင်းဖျားမှာတော့ကျင်းညက်မိသားစုလေးတစုရှိခဲ့တယ်ဖေဖေချင်းရဲ့မေမေချင်းရဲ့နဲ့သူတို့ရဲ့သားလေးနှစ်ကောင်ပေါ့သားလေးနှစ်ကောင်ကညီကိုရင်းတွေဆိုတော့ရုပ်ချင်းတွေကတပုံစံနဲ့တူကြတယ်လေအမွာညီကိုတွေပေါ့ကွယ်သူတို့မိသားစုလေးကနေ့တိုင်းတချင်းဆိုကြတယ်အစာချထွက်ကြတယ်ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ကြတာပေါ့ကလေးလေးတို့ရောကိုမောင်နှမတွေတငယ်ချင်းတွေနဲ့ကစားရတာပျော်တယ်မဟုတ်လားအဲ့ဒီလိုပဲပေါ့ကျင်းညီနောင်လေးတွေကလည်းအတူတူပြန်တန်းရင်အရန်ချစ်ကြတဲ့ညီအကိုတွေဖြစ်ကြတယ်လေဒါပေမဲ့လေဒီနေ့မှာတော့စိတ်ကိုကြောက်စရာကောင်းတဲ့အဖြစ်ပြက်ကြီးဖြစ်လာပါလေရောကောင်းကင်ကြီးကရုတ်တရက်မဲမောင်လာပြီးလေတွေကလည်းဝေါ်ဝေါ်ဆိုပြီးပြင်းပြင်းထန်ထန်တိုက်ခတ်လာတယ်မိမိချင်းငှက်ကြီးကသားတို့ရေအတိုက်ထဲမှာတေချာနေကြနော်အပြင်မထွက်နဲ့လေတွေရမ်းချမ်းနေပြီလို့ဟောပြောပေမဲ့လေမုန်တိုင်းကတိတ်ကိုကြီးမားလွန်းနေတစ်ကိုင်းကြီးကြီးတွေတော့ကျိုးကြကုန်ကြတယ်လေအဲ့ဒီလိုနဲ့လေမုန်တိုင်းတန်ကြောင့်ကျင်းညီနောင်လေးနှစ်ကောင်ဟာအတိုက်ထဲကနေလွင့်ပြီးပါသွားကြတယ်တစ်ကောင်ကတောင်ဘက်ကိုလွင့်ပြီးနောက်တစ်ကောင်ကမြောက်ဘက်ကိုလွင့်သွားပြီးတနေရာစီခွဲသွားကြပါလေရောတနာစရာလေးတွေနော်ကလေးလေးတို့ရေကဲအကိုဖြစ်တဲ့ကျင်းငှက်လေးဘယ်ရောက်သွားလဲကြည့်ကြရအောင်နော်ဟိုးသူရောက်သွားတဲ့နေရာကကြောက်စရာကောင်းလိုက်တာအဲ့ဒီနေရာကတခိုးဓမြတွေနေထိုင်တဲ့ရွာကြီးတစ်ရွာကွဓမြတွေကိုသိတယ်မဟုတ်လားကလေးလေးတို့သူများဖြစ်စီကိုအနိုင်ကျင့်လူယူတဲ့စကားပြောရင်လဲဟဲ့တတ်မယ်ဖြတ်မယ်ဆိုပြီးစိတ်ဆိုပြီးမှပြောကြတယ်လေအကိုချင်းငှက်လေးကအဲ့ဒီလိုရိုင်းဆိုင်တဲ့အတန်တွေကိုနေ့တိုင်းကြားနေရတာပေါ့ချိန်တွေကြာလာတော့ချင်းငှက်လေးကလည်းသူကြားတဲ့အတိုင်းလိုက်ပြောတတ်လာတယ်လေဟဲ့လာထတက်ပြစ်မယ်ဆိုတဲ့စကားလုံးကြီးတွေကိုပဲသူကအမှန်ထင်ပြီးမှတ်သားထားလိုက်တော့တယ်သူခမညာသနာစရာလေးနော်တင်ပေးမဲ့သူမရှိတော့သူမြင်တာသူကြားတာပဲအတုခိုးပြီးပြောတတ်လာတာပေါ့ဟောညီလေးချင်းငှက်ကတော့ကံကောင်းတဲ့ကလေးလေးတို့ရေသူရောက်သွားတာကလေအေးချမ်းတဲ့တောအုပ်ထဲကရတိကြီးတစ်ပါးရဲ့ကျောင်းသင်ခန်းသားကိုရောက်သွားတာကွရတိကြီးကအင်မတန်မှစိတ်သဘောထားပြေဝတယ်မြစ်တာတွေလည်းပို့ပေးတယ်စကားပြောရင်လည်းချစ်သားတို့ချစ်သမီးတို့ကျမ်းမာပါစေချမ်းသာပါစေဆိုပြီးရင်ရင်ကြည်ကြည်ပြောတတ်တဲ့သူဖြစ်တယ်ညီလေးချင်းငှက်ကနေ့တိုင်းရတိကြီးရဲ့မြစ်တာပို့တန်တွေရင်ကျေးတဲ့စကားတန်တွေကိုပဲကြားနေရတာပေါ့အဲ့အားကြောင့်မလို့ညီလေးချင်းငှက်ကလေစကားပြောရင်အရန်ကိုမှချိုးသာလာခဲ့တယ်ကြွားပါခမညာနားပါအောင်ခမညာဆိုပြီးလိမ်မာတဲ့ငှက်ကလေးဖြစ်လာခဲ့တယ်လေဒီနေ့မှာတော့တိုင်းပြည်အုပ်ချုပ်တဲ့ဘရင်ကြီးတစ်ပါးဟာတောကစားထွက်ရင်းလမ်းမပြီးဓမြတွေနေတဲ့ရွာနာကိုရောက်သွားပါလေရောဘရင်ကြီးကိုမြင်လိုက်တာနဲ့အကိုကြီးချင်းငှက်ကဘလို့អော်လိုက်လဲသိလားကလေးလေးတို့ရေဟေးဒီမှာလူတယောက်လာနေပြီခန်းကြတက်ကြသူပစ္စည်းတွေလူယူကြဟေးခန်းကြဟေးဆိုပြီးတော့အော်ပြောလိုက်တာပေါ့ဘရင်ကြီးကလည်းအရန်လန့်သွားတာပေါ့ဟာဒီငှက်ကအစဒီလောက်ရိုင်းနေရင်ဒါလူဆိုးတွေနေတဲ့နေရာပဲဖြစ်ရမယ်ဆိုပြီးအမြန်ပြေးထွက်ခဲ့တယ်အဲ့ဒီလိုပြေးထွက်ရင်းနဲ့ရတိကြီးနေတဲ့ကျောင်းသားကိုရောက်လာခဲ့ပြန်တယ်ရ
ရတဲ့ကြီးနေတဲ့ကျောင်းသားလေးရောက်ရောညီလေးချင်းငှက်ကဘရင်ကြီးကိုအရှင်မင်းကြီးကြွားလန်းခဲ့ပါခမညာခရီးပန်းလာခဲ့ရင်လေရေအေးအေးလေးတောက်ပြီးတစ်ပင်ရိပ်မှာခဏလောက်နားနေပါဦးနော်ဆိုပြီးရင်ရင်ကြည်ကြည်လေးနှုတ်ဆက်လိုက်တယ်ဘရင်ကြီးကလည်းအော်သွားခဲ့တယ်ဟိုဘက်ရွာကငှက်နဲ့ဒီဘက်ရွာကငှက်ကရုပ်ရှင်တဘောဆန်နဲ့တူပါလျက်နဲ့ဘာလို့ဒီလောက်တောင်ပြောဆိုကွာရှားနေရတာလဲဆိုပြီးရတိတ်ကြီးကိုမေးမြန်းလိုက်ပါတော့တယ်ရတိတ်ကြီးကဘရင်ကြီးကိုကြည့်ပြီးပြုံးပြီးမိန့်ကြားလိုက်တယ်တကားကြီးဒီကြီးငှက်နှစ်ကောင်ကညီကိုရင်းတွေပါကွယ်ဒါပေမဲ့သူတို့ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ကမတူကြဘူးလေလူမိုက်တွေကြားမှာကြီးပြင်းရတဲ့ငှက်ကရိုင်းဆိုင်ကြမ်းတမ်းတဲ့စကားတွေပဲပြောတတ်တယ်သူတို့ခေါင်းတွေကြားမှာကြီးပြင်းရတဲ့ငှက်ကတော့ယဉ်ကျေးလိမ္မာတဲ့စကားတွေပဲပြောတတ်တယ်ကွအဲ့ဒီလိုရတိတ်ကြီးကရှင်းပြလိုက်တော့မှဘရင်ကြီးလဲအားလုံးကိုနားလေသဘောပေါက်သွားခဲ့တယ်လေတွေ့ရလားကလေးလေးတို့ရေမွေးဖွားလာတော့ကအတူတူပဲဆိုပေမဲ့ကိုတွေကဘသူတွေနဲ့ပေါင်းတင်ပြီးဘလို့ပတ်ဝန်းကျင်မှာနေရလဲဆိုတာဟာအရန်ကိုမှအရေးကြီးတယ်နော်တငယ်ချင်းကောင်းတွေနဲ့ပေါင်းရင်လိမ္မာရေးချရှိမယ်ကွတငယ်ချင်းဆိုးတွေနဲ့ပေါင်းရင်တော့ကိုပါလိုက်ပြီးဆိုးသွားတတ်တယ်နော်ဒါကြောင့်ကလေးလေးတို့လည်းကျင်းညီနောင်လေးတွေလိုပဲလိမ္မာရင်ကျေးပြီးလူရှိလူခင်များတဲ့ကလေးလေးဖြစ်အောင်ကြိုးစားရမယ်နော်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးလေးတို့ဘဝမှာလဲသူတော်ကောင်းတွေနဲ့ပဲတွေးဆုံပြီးလိမ္မာရင်ကျေးလူရှိလူခင်များတဲ့ကလေးလေးတွေဖြစ်ပါစေလို့တီတီထူးကစွမုံကောင်တောင်းပေးလိုက်ပါတယ်နော်တီတီထူးပြောပြပေးတဲ့ပုံမြင်လေးတွေကိုသဘောကျတယ်ဆိုရင်တီတီထူး Storyline Channel လေးကို Like and Subscribe လေးပေးခဲ့ပေးပါဦးနော်ကလေးလေးတို့ရေနောက်ထပ်ပုံမြင်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရေအားလုံးပဲတတ်တာပါ